များတက်ဟုတ်ကဲ့မတက်ကြီးတက်မင်းမဟုတ်တာပြောလို့တက်တာဒီမှာကတော့ဘာကြည့်အောင်မင်းကြီးမင်းကြီးအမွေးကြကြီးပါကွာအမေကြီးမင်းချက်ကစောက်ခွက်ပြောင်းနေကြောက်ပါပေါ့အေးဘာဖြစ်လဲကွာအမေတို့လေးလို့ထင်ရပါမယ်အမေတို့ကလေးလို့ထင်ရပါမယ်ဘာဖြစ်လဲအမေကိုရေးအဲ့တော့မင်းတို့တက်တည်းရဲ့ဘာဖြစ်လဲရှင်ကိုခွဲနာရောရှင်ကိုခွဲဘယ်လိုပြောလဲအိုးရင်ကိုခွဲပြင်လိုက်မှာကွာဒီဖြစ်နေဟေးအမေတို့ကလည်းမချာဘာလဲဒီတာအမေကိုလည်းယူနေတောင်းကြတယ်တော့ဘုံမဝေးဒီကနေ့ကကြမှာဝေပါပဲပြောချိန်တန်တော့တို့နိုင်လောင်ဝေအားလုံးပိုင်ပါပဲပြောချိန်တန်တော့တို့နိုင်လောင်ဝေအားလုံးပိုင်စကားတွေအတော်ရီဖေးတကယ်လို့ဖေးမင်းတို့ဆိုင်မင်းတို့အမိုက်နိုင်မင်းတို့တွေMama,